အားလုံးမြင်တော့ခင်ဗျာဝေယံလေးရဲ့မောင်ချီ YouTube channel ကကျွန်တော်မောင်ကြီးဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ကျွန်တော်ရှာခန်းဆိုတာပေါ့နော်ရှာခန်းဆိုတော့ကျွန်တော်ဘာလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အခုမှကားဝယ်ဖို့စဉ်းစားနေတဲ့လူတွေပြီးတော့เนาะကားမိမိလက်ထက်မှာကားဝယ်ပြီးသားသူတွေဆိုရင်တော့เนาะကျွန်တော်ဒီရှာခန်းအကြောင်းသိချင်တယ်ဆိုရင်ကျွန်တော်အဆုံးထိကျွန်တော်နားထောင်ပေးဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကျွန်တော်ရှာခန်းကိုကျွန်တော်ဘယ်လိုတိုးရတယ်ဆိုတဲ့အကြောင်းပေါ့နော်ရှာခန်းကိုကျွန်တော်ဒီဈေးတက်တာနဲ့ပေါ့နော် user ရှာခန်းလို့ခေါ်တယ် user ရှာခန်းလို့ဆိုတဲ့အကြောင်းကိုလည်းပဲကျွန်တော်အသေးသေးကျွန်တော်ပေါ့နော်ပြောပြပေးတော့ဖြစ်တော့ကြမလို့ကျွန်တော်ဗီဒီယိုကျွန်တော်အဆုံးထိကျွန်တော်ကြည့်ပေးလိုက်ပါပေါ့နော်ဟုတ်ပြီကဲရှာခန်းဆိုတာဘာလဲဆိုရင်ရှာခန်းဆိုတာကားရဲ့ကျမ်းမာရေးစစ်တာပေါ့နော်ကားကကျမ်းမာရေးအောက်ပိုင်းတွေပါခိုင်လားမခိုင်လားပေါ့နော်ဒီပျက်စီးနေရရှိလားပေါ့နော်အဲ့ဒါကိုစစ်တာဖြစ်ပါတယ်ဒီရှာခန်းဟာကိုကပေါ့နော်ဒီရှင်းရှာကိုကဒီတိုတာဆိုရင်တိုတာနေဆန်ဆိုရင်နေဆန်ပေါ့နော်ဒီလာကနေပြီးတော့စပြီးတော့ရှင်းရှာဝယ်ရဆိုရင်တော့သူက3နှစ်ပဲ3နှစ်မှာ3နှစ်ပြည့်မှာသူကဒီရှာခန်းတစ်ခါဝင်ရပထမဆုံးတစ်ခါဝင်ပထမဆုံးတစ်ချိန်ရှင်းရှာဝယ်ပြီးတော့3နှစ်ပြည့်မှာတစ်ခါပဲလုပ်ရတယ်နော်နောက်ဆိုရင်တော့သူကဒီ2နှစ်တစ်ခါအမြင်လုပ်ရတယ်ကိုကဂျူးကိုရှောက်ဝယ်ပြီးတော့ကိုလက်ထက်မှာ2နှစ်ပြည့်သွားတယ်ဆိုရင်ဒီကားဟိုရှာခန်းမဝင်လို့ကိုမရဘူးနော်မစီးဘူးဆိုရင်တော့ကိစ္စမရှိဘူးပြားသေးရမလားကိုကစီးမယ်ဆိုရင်တော့ကိုရှာခန်းမလုံမနေလောက်ရမှာပေါ့နော်ဟုတ်ပြီရှာခန်းကိုလှုပ်လို့ရတဲ့နေရာတွေကအများကြီးရှိနော်လို့ကျွန်တော်တို့ပထမဆုံးလှုပ်လို့ရမယ့်နေရာကျွန်တော်တို့ဒီလာဆန်နော်ဒီလာဆန်ဆိုတာကြတော့ကိုနစ်ဆန်ဝယ်ရဆိုနစ်ဆန်ကိုတိုးတောက်ဝယ်ဆိုရင်ကိုတိုးဒါအဲ့ရှိုးတော့မှပဲတွားပြီးတော့ပြီးလိုက်တယ်ဆိုရင်သူတို့ကအကုန်လုပ်ပေးမှာနော်သူတို့အကုန်ကိုကဘာမှလုပ်ဆရာမလို့ကိုကကားတွားကိုကားကိုသူ့ကိုတွားပြလိုက်မယ်ပြီးတော့သူတို့ကကိုကားကိုလက်ခံထားပြီးတော့သူတို့ထဲမှာရှိတယ်ပေါ့နော်ထဲမှာရှိတဲ့ကားတစ်စီးကိုလည်းပေါ့နော်ကိုဒီအစားတစ်စီးပြန်ပေးတယ်နော်အစားတစ်စီးပြန်ပေးပေါ့နော်ဒီကားလေးပဲဒီရှာခန်းလုံနေတဲ့အချိန်မှာပေါ့နော်ဒီကားလေးကိုစီးပါဆိုပြီးသူတို့ကအဲ့လိုမျိုး service တွေရှိတယ်အဲ့ဒါကြောင့်ဒီလာဆန်ပေါ့နော်ဒီလာဆန်မဟုတ်ဘဲနဲ့ကိုဒီဂျီရိုချဆေးပြီးလို့ခေါ်တယ်ပေါ့နော်ဂျီရိုချဆေးပြီးလုပ်နေတဲ့နေရာတွေရှိတယ်ဒါကြောင့်စိုက်နေပေါ့နော်ကားပြင်ဆိုင်နေမှာလည်းပဲရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီရှာခန်းကြီးပဲတက်လုပ်တဲ့နေရာရှိတယ်ရှာခန်းကြီးပဲတက်နေရာလည်းရှိတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဒီဂါဆိုလင်းစတန်နေနော်စီဇန်နေမှာလည်းပဲကျွန်တော်အဲ့လိုမျိုးလုပ်နေရလည်းရှိတယ်အခုဆိုရင်ကျွန်တော်ဒီရဂူတန်ပေါ့နော်ရဂူတန်ရှာခန်းတော့ပေါ်နေလားမသိဘူးနော်ရဂူတန်ရှာခန်းနေလည်းပဲလုပ်နေကြရလို့ရှိပေါ့နော်နောက်ဆုံးတစ်ခုကကျွန်တော်ကိုယ်တိုင်လုပ်တဲ့ရှာခန်းပေါ့နော်ကိုယ်တိုင်လုပ်တဲ့ရှာခန်းကျွန်တော် user ရှာခန်းလို့ခေါ်တယ်ပေါ့နော်အဲ့ဒါဘာတွေကွာလဲဆိုရင်ဈေးနှုန်းကွာတယ်နော်ဈေးနှုန်းတွေကွာတယ်ဘာလို့ဈေးနှုန်းတွေကွာလဲဆိုရင်ကျွန်တော်ဒီလာမှာသွားအပ်တယ်တိုတာဆိုရင်တိုတာမှာသွားအပ်တယ်ဆိုရင်တိုတာကုမ္ပဏီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ထဲမှာရှိတဲ့သူအကုန်လဲပြတယ်အကုန်လဲပြတဲ့ဆိုတော့ဘာလဲရလဲဆိုရင်တေးသေးမမလေးရစာကုန်လဲတယ်နော်ဒီ air filter တွေကျွန်တော်တို့ဒီဒီ air con filter တွေကျွန်တော်ဒီoil filter တွေပေါ့နော်ဒီ engine တွေမှာ filter တွေမှန်တယ်မရဘူးသူကအကုန်လဲပြတယ်နော်အကုန်လဲတယ်နော်အကုန်လဲသူကအကုန်လဲတဲ့ပြင်သူကအောက်ပိုင်းတွေပါပြင်မှာပစ္စည်းရဆိုရင်လည်းသူကနော်အဲ့ဂျွန်းဆေးလို့ခေါ်တယ်ပေါ့နော်ဂျွန်းဆေးလို့ခေါ်တဲ့သူ original ပစ္စည်းတွေကိုသူကထည့်ပေးတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလာဆန်မှာပေါ့နော်မပြင်ရဘူးပြသိမလားကပြက်နေတဲ့နေရာမရှိဘဲနဲ့ဟိုသူကအကုန်လုံးအစ်စ်တွေလဲပြတယ်ကြောင့်မို့သူကတောင်းအနည်းဆုံးပေါ့နော်ဖူဆူရဆိုရင်ကျွန်တော်ဒီပူးမှာပေါ့နော်အကူဟာလောက်ပေါ့နော်အကူဟာလောက်ဆိုရင်ဟိုသူက15,000 20ကြားမှာသူကအဲ့လိုမျိုးကြတယ်နော်ဒီလာဆန်မို့ဖက်နဲ့ကျွန်တော်ဒီဂျီရိုချဆေးပြီးသမားတွေဂျီရိုချဆေးပြီးသမားတွေကကြတော့သူကဘူဟင်းတိုင်းကိုသူကမလဲဘူးဗျာဘူဟင်းတိုင်းမလဲဘူးသူကအောက်ပိုင်းတွေကိုတော့သူကဖြုတ်ပြီးတော့သူဘရိတ်ရှူးတွေပါရောသူကကြည့်ပြီးတော့သူအောက်ပိုင်းတွေဘရိတ်ရှူးကိုဖြုတ်ကြည့်လိုက်တဲ့အချိန်မှာသူသတ်မှတ်ထားတယ်ဘရိတ်ရှူးကတအားပါနေနော်တအားပါနေသူသတ်မှတ်သူဥပမာ3.5 လောက်ဖြစ်1.5လောက်ပဲဖြစ်ရှိရမယ်အထူပေါ့နော်ရှိရမယ်အထူမရှိဘူးဆိုရင်သူကဖြုတ်လဲလိုက်တယ်အဲ့ဒါကြတော့ဒီဂျီရိုချဆေးပြီးသမားတွေအဲ့ဒါဆိုရင်တော့သူတို့ကကြတော့10,000လောက်15,000လောက်မကြဘူးသူတို့ကကြတော့ဒီ8,000 9,000 8,000လောက်တော့သူတို့ကကြတယ်သူတို့ဖြုတ်ကတက်ခါတော့သူတို့စစ်ခါအတွက်သူတို့ကယူတာပေါ့နော်နောက်တစ်ခုဟိုတော့ဒီဂါဆိုလင်းစတန်တွေသွားရဆိုရင်သူကအနည်းဆုံးပေါ့နော်အနည်းဆုံးသူကဒီသူတို့လည်းပဲ9,000 8,000လောက်ပဲကြာသူတို့လည်းပဲဂျီရိုချဆေးပြီးနဲ့တိတ်မတူဒါပေမဲ့ဂျီရိုချဆေးပြီးတဲ့ဆိုင်သူတို့နည်းနည်းလေးတော့ပို့ပြီးတော့ဈေးသက်တာတယ်သူတို့ကဘာလို့လဲဆိုတော့သူတို့ကနေရာတိုင်းကိုသူတို့ကဖြုတ်မကြည့်ဘူးသူကပြက်နေတဲ့နေရာကိုပဲသူကပြင်တာကောင်းမြှောက်ကြရတယ်မြှောက်ပြီးတော့ပြင်းပေါ့နော်မကောင်းတဲ့နေရာတွေရှိတယ်အဲ့လိုမကောင်းတဲ့နေရာတွေလောက်ကိုပဲသူတို့ကပြင်တာနော်အဲ့လိုမျိုးပြင်တယ်နော်user ရှာခန်းပေါ့နော် user ရှာခန်းကတော့ကိုလုံးမဲ့ user ရှာခန်းကိုကတော့ဘာမှမပြင်ဘူးဗျာသိရမလားကိုကကားလည်းမဖြုတ်မတတ်တော့ဘူးကိုမဖြုတ်ဘူးအတွက်လက်နက်တွေပါလည်းမရှိဘူးအဲ့လိုမျိုးဆိုရင်ဒါ user ရှာခန်းဒါကိုတိုးတဲ့ရှာခန်းဖြစ်တယ်အဲ့ဒါကြတော့ပတ်စံဘယ်လောက်ကုန်လဲဆိုရင်အဲ့မှာကျွန်တော်နော်စွန်ခိုင်းဘိုင်ရှော့စကင်းဟိုကန်အဲ့ကောင်ကတော့ဆောင်းရတယ်နော်အဲ့ဒီရှာခန်းတိုးဖို့အတွက်ဒီ2,000ဆောင်းရမယ်ပြီးရင်သူတို့စစ်ခပေါ့နော်သူတို့စစ်ခနည်းနည်းပဲထပ်ကုန်မယ်နော်ဆို4,000ခွဲပေါ့နော်5,000လောက်နဲ့ user ရှာခန်းအဲ့လိုမျိုးဆိုရင်တိုးလို့ရတယ်
ယူဆရှာကွန်တိုးတဲ့အခါမှာကိုကဘာတွေကိုကစစ်ရမလဲဆိုရင်ကိုကားရဲ့အခြေအနေကိုသိဖို့လိုအပ်တယ်ကိုကားရဲ့အခြေအနေကကိုသိဖို့လိုဘာလဲဆိုကိုကားရဲ့အခြေအနေကအောက်ပိုင်းနေခိုင်လာနော်တာယာတွေဘာတွေကောင်းလာပါနော်ဒါတွေပဲကောင်းလာပြီးရင်ကျွန်တော်ဟုတ်ဒီအရှိမှန်နေပါလေဆိုရင်အဲ့လိုမျိုးကွဲတာရှိလားမကွဲတာရှိလားအဲ့ဒါမျိုးတွေကိုတော့ကိုကသိဖို့လိုကိုကအကုန်လုံးကောင်းနေရဆိုရင်တော့ရတယ်နော်ရှာခန်းကိုယူဆရှာခန်းနဲ့ဒီစေးလေးကိုကလုပ်လို့ရတယ်မကောကအောက်ပိုင်းတော့ကြီးမီးနေအတန်နေမီးနေဆိုရင်တော့ကိုကောကိုပြက်နေဆိုရင်တော့ဒါဒီတို့ရှာစေးပြီးကိုတော့ပြင်ပြီးမှကိုယူဆရှာခန်းလုပ်ချင်တယ်ဆိုရင်တော့အဲ့ဒါကိုပြင်ပြီးမှကိုတော့တိုးလို့ရမယ်နော်အဲ့ဒါကိုပြင်ကသူတို့တက်ပြီးတော့ပြင်တဲ့ဆိုင်မှာပြင်ပြီးမှပဲအဲ့လိုမျိုးတိုးလို့ရမှာဖြစ်တယ်ဟုတ်ပြီကျွန်တော် user ရှာခန်းအကြောင်းကိုကျွန်တော်လိုအပ်တဲ့ software ဆောက်ရအနေနဲ့ကျွန်တော်ဘယ်လိုတိုးရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အသေးသေးကျွန်တော်ပြောပြပေးပြီးဘယ်နေရာတွေသွားရတယ်ပေါ့နော်ပြီးရောရခု user ရှာခန်းလုပ်ဖို့အတွက်ရောရခုကိုကျွန်တော်ဘယ်လိုယူရလဲဆိုတဲ့အကြောင်းတော့ကျွန်တော် video နဲ့ရှင်းပြပြဖြစ်တော့အကြောင်းမို့လို့ YouTube channel မှာတင်ပြီးမှဖြစ်တယ်ကျွန်တော် YouTube channel ကိုလည်းပဲlike and subscribe ကျွန်တော်လုပ်ပေးဖို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်お願いします。မောင်ချီ YouTube channel ကျွန်တော်မောင်ချီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ပေါ့နော်